မင်္ဂလာပါရှင်ကျွန်တော်တို့ Roma Beauty Clinic ရဲ့ဒေါက်တာတချလင်းဖြစ်ပါတယ်ကျွန်မဒီနေ့မိတ်ဆက်ပေးစတဲ့ treatment လေးကတော့ဒါ Anface ကနေပြီးတော့အခုအသစ်ထွက်ရှိလာတဲ့ Peri-orbital treatment လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Anface ဆိုတာတော့အားလုံးနဲ့ယဉ်ကျေးပြီးသားပါ High Fast လို့ခေါ်တဲ့ electromagnetic နည်းပညာရဲ့ radio frequency နည်းပညာရဲ့ကိုအသုံးပြုပြီးတော့ဒီမျက်နှာမှာရှိတဲ့ကြွက်သားတွေကိုပြန်လည်တင်းရင်းနုပြိုလာအောင်ပြုလုပ်ပြီးတဲ့ BTL company ကထုတ်လုပ်ထားတဲ့ကမ္ဘာပထမဆုံးဒါကြွက်သားတွေကိုပြန်လည်တင်းရင်းစေအောင်ပြုလုပ်ပြီးတဲ့ဆက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ Anface ကနေခုနှစ်ပိုင်းမှာထွက်လာတာကမျက်ဝန်းတစ်ဝိုက်မှာရှိတဲ့ဒီအရေးကြောင်းတွေမျက်အိတ်ဖောင်းတာတွေမျက်ကွင်းညိုတာတွေကိုတက်တာအောင်ပြုလုပ်ပြီးမယ် Peri-orbital treatment လေးပေါ့နော်အဲ့တော့ဒီ Peri-orbital treatment လေးမှာဆိုလို့ရှိရင်တော့ဒီ strip ပြားလေးနှစ်ခုပေါ့နော်ဒီ strip ပြားလေးနှစ်ခုကိုကျမတို့ကဒီမျက်လုံးအောက်မှာကပ်ပေးရမှာဖြစ်ပါတယ်မျက်လုံးအောက်မှာကပ်ပြီးတော့မိနစ်20ဂရင်ပေါ်မှာလဲလျောက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဂရင်ပေါ်မှာလဲလျောက်ပြီးမိနစ်20ကြာပြီးရတယ်ဒီ treatment လေးကတစ်ချိန်ပြီးဆုံးပြီဖြစ်ပါတယ်အဲ့တော့ treatment တစ်ချိန်ပြုလုပ်ရုံနဲ့တော့ကျမတို့ကဒါတိတာမြင်တာရဲ့ရလဒ်ကိုတော့ရမှာမဟုတ်ပါဘူးအဲ့တော့လူတဦးတစ်ယောက်အတွက်အနည်းဆုံးကတော့ treatment ကို၄ချိန်တိတိပြုလုပ်ပြီးလိုအပ်ပါတယ်၄ချိန်တိတိပြုလုပ်ပြီးသွားတဲ့အခါမှာတော့ဒီမျက်အိတ်ဖောင်းတာတွေကို1.4သက်သာစေမှာဖြစ်ပါတယ် cross feed လို့ခေါ်တဲ့ဒီမျက်ဝန်းထောက်မှာရှိတဲ့ကြီးချေရာရေးကြောင်းတွေကိုတော့28%သက်သာစေမှာဖြစ်ပါတယ်အသက်ကြီးရင်လာလို့ဖြစ်လာတဲ့မျက်တွင်းချိုင်ခြင်းမျက်ကွင်းညိုခြင်းတွေကိုတော့64%သက်သာစေမှာဖြစ်ပါတယ်ရှင်အဲ့ဒီတော့ဒီ treatment လေးကိုဆိုလို့ရှိရင်တော့၄ချိန်တိတိခံယူပြီးအခုကျမပြောသွားတဲ့ result တွေတော့အတိအကျတိုင်းရရှိမှာဖြစ်ပါတယ်တချို့အသက်ရဲ့ကြီးရင်လို့ဒီမျက်အိတ်ပေါ့နော်အပေါ်မျက်ခွန်တွဲကျလာတဲ့လူတွေလည်းရှိပါတယ်အပေါ်မျက်ခွန်တွဲကျလာတဲ့လူတွေအတွက်ကတော့ဒီ Peri-orbital strip ပြားလေးနဲ့ဒီ forehead လို့ခေါ်တဲ့ဒီနှစ်ဖူးမှာကပ်ရတယ်ပေါ့နော်ဒီ strip ပြားလေးနှစ်ခုကို area နှစ်ခုကိုတစ်ပြိုင်တည်းပြုလုပ်မယ်ဆိုလို့ရှိရင်တော့အပေါ်မျက်အိတ်တွဲကျတာတွေကိုပါတတ်တာပြီးတော့ဒီ fully ပေါ့နော်ဒီ upper face ကို full augmentation ရရှိစေမှာဖြစ်ပါတယ်ရှင်အဲ့ဒီတော့ဒီမျက်ဝန်းတစ်ဝိုက်မှာရှိတဲ့အရေးပြဿနာတွေကိုဖြေရှင်းပေးဖို့အတွက်ဆေးထိုးစရာမလိုနာကျင်မှုမရှိဒေါင်းတိုင်းလည်းမရှိပဲ side effect လုံးဝမရှိစေတဲ့ဒီ treatment လေး Peri-orbital treatment ကိုမျက်ဝန်းတစ်ဝိုက်အရေးပြဿနာတွေရှိတဲ့သူတိုင်းကပြုလုပ်သင့်ကြည့်တယ်လို့ကျွန်မကတော့ recommend ပေးပါတယ်ရှင်